ဘာမြေလောကကြီးမှာအဖေတွေ့ဆိုရင်ဖျော်ပြီးရစုလက်ဟာသမီးဝါတီတီတော်တော်သမီးလေးရဲ့စုစကားတိုင်းမှာဖေးတွေချိုတလုံးလို့ဆဲရတဲ့လက်ချင်မလို့တာအထုံးမပန်းတလာတဲ့သမီးလေးရဲ့အပြုံးလေးဟာအဖေရဲ့ကဘာငယ်လေးအဖေရဲ့မိုဘိုင်းလေးရှိတဲ့အဖေသမီးလေးရဲ့ဖေဖေကောင်းကြီးကဘာမလေးလက်မဲကျဲကလေးဟာသမီးပါ